သမိုင်းမှာလုံခြုံရေးအားနည်းလို့အသက်ပေးခဲ့ရတဲ့နိုင်ငံကောင်ဆောင်9ဦးသမိုင်းတစ်လျှောက်မှာတချို့သောနိုင်ငံကောင်ဆောင်တွေဟာပြည်သူလူထုနဲ့အနီးကပ်နေခြင်းဟာအစစ်မှန်အင်အားဖြစ်တယ်လို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့တစ်ခါတရံမှာတော့အဲ့ဒီလိုယုံကြည်ခြင်းတွေဟာကြီးမားတဲ့တန်ဖိုးတွေနဲ့ပေးဆက်ခဲ့ကြရပါတယ်။အခုလူ9ဦးကတော့အဲ့ဒီလိုယုံကြည်မှုတွေနဲ့အသက်တွေပါပေးဆက်ခဲ့ကြရတဲ့နိုင်ငံကောင်ဆောင်9ဦးအကြောင်းဖြစ်ပါတယ်။မင်္ဂလာပါ General Knowledge မြန်မာ Channel ကနေကြိုဆိုလိုက်ပါတယ်ကျေးဇူးပြုပြီးကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာနံပါတ်1 Abraham Lincoln အမေရိကန်သမ္မတ1860ခုနှစ်မြောက်မှာတော့သမ္မတဆိုတဲ့ပုဂ္ဂိုလ်တွေမှာယနေ့ခေတ်တွေလိုလုံခြုံရေးနှိမ့်ကျတာမျိုးမရှိသေးပါဘူးအမေရိကန်ရဲ့16ဆက်မြောက်သမ္မတဖြစ်တဲ့ Abraham Lincoln ဟာဆိုရင်လူထုနဲ့နီးနီးကပ်ကပ်နေခဲ့တဲ့နိုင်ငံခေါင်းဆောင်တစ်ယောက်ဖြစ်နေထင်ရှားပါတယ်။သူဟာဝါရှင်တန် DC ရဲ့လမ်းမတွေပေါ်မှာဘော်ဒီကတ်မပါပဲလမ်းလျှောက်တာမျိုးမကြာခဏပြုလုပ်လို့ရှိပါတယ်။ပြီးတော့သူဟာဘော်ဒီကတ်မပါပဲယထာလုံးနဲ့တအူးရဲခရီးသွားတွေလည်းရှိပါသေးတယ်။ပြည်တွင်းစစ်အတွင်းမှာတောင်မှလင်ကွန်းဟာစစ်မျက်နှာပြင်ရဲ့ရှေ့တန်းစစ်မြေပြင်ထိတွားရောက်ပြီးစစ်သားတွေကိုလူကိုယ်တိုင်အပိစကားပြောတာမျိုးပါပြုလုပ်လေးရှိပါတယ်။သူယုံကြည်တာကတော့လူတွေကိုခေါင်းဆောင်နိုင်မှုလူထုနဲ့နီးကပ်စွာရှိနေရမယ်လို့ယုံကြည်ထားခဲ့တာပါဒါပေမဲ့ကံမကောင်းစွာနဲ့အဲ့ဒီနီးကပ်စွာရှိနေမှုဟာသူ့အသက်ကိုတေဆုံးမှုဖြစ်လာခဲ့တာပါပဲဧပြီ14ရက်နေ့1865ခုနှစ်ပို့ပြဆက်ရုံမှာလင်ကွန်းဟာဂျွန်ဟွိုက်ဘို့ဆိုတဲ့လူရဲ့လောက်ကျန်တပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်တနက်အမီနဲ့အမျိုးအစားကတော့ Derringer Pistol လို့ခေါ်တဲ့44 caliber ထက် single shot အမျိုးအစားဖြစ်ပါတယ်အဲ့ဒီအချိန်မှာလင်ကွန်းကိုအနီးကပ်ဆောင်ရှောက်ဖို့ရဲသားတအူးရှိခဲ့ပေမဲ့အဲ့ဒီရဲသားလမ်းလျှောက်ထွက်သွားတဲ့အချိန်မှာလောက်ကျန်ခံခဲ့ရတာပါလင်ကွန်းတည်ဆုံပြီးတဲ့နောက်မှာတော့အမေရိကန်ဆိုရဟာသမရကိုအနီးကပ်ဆောင်ရှောက်ဖို့လုံခြုံရေးယူနစ်တစ်ခုဖွဲ့စည်းဖို့လိုအပ်တာကိုနားလည်လိုက်ကြပါတယ်အဲ့ဒီဖြစ်ရနောက်မှာအခုကျွန်တော်တို့သိတဲ့သမရလုံခြုံရေးအဖွဲ့တွေဖြစ်ပေါ်လာဖို့လမ်းစာပြုခဲ့တာဖြစ်ပါတယ်နံပါတ်1 J.A. Garvey အမေရိကန်သမရ Jane Garvey ကအမေရိကန်ရဲ့20ရောက်မြောက်သမ္မတဖြစ်ပြီးတော့လောက်ကျန်မခံရမီကာလနှင်းငယ်သာတာဝန်ထမ်းဆောင်ဝင်ရခဲ့ပါတယ်။သူဟာလူတွေနဲ့တရင်တနည်းနှုတ်ဆက်တက်ပြီးတော့လူတို့နဲ့နီးကပ်တဲ့ပုဂ္ဂိုလ်အဖြစ်ထင်ရှားခဲ့ပါတယ်။သူကလည်းဝါရှင်တန်လမ်းမတွေယထာဘူတာရုံနဲ့ public area တွေမှာတောင်းလူတွေကိုလုံခြုံရေးမပါပဲပေါ်ပေါ်ရွေနှုတ်ဆက်တဲ့လူဖြစ်ပါတယ်။1882ခုနှစ်ဇူလိုင်လမှာတော့ဂါဖီတယောက်ဟာဝါရှင်တန်ဘူတာရုံကိုအပျော်ကြီးထွက်ဖို့ရောက်လာခဲ့ပါတယ်။သူနဲ့တူဘော်ဒီကမပါပဲလက်ထောက်အနေငယ်သာပါဝင်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Charles G2 လို့ခေါ်တဲ့အမျိုးသားတစ်ယောက်ဟာသူ့အနားကိုကတ်လာကတနက်နဲ့အနီးကပ်နှစ်ကြိမ်တိုင်ပစ်တက်ခဲ့ပါတယ်။သူကင်ဆောင်တဲ့တနက်မျိုးစားကတော့44 caliber British Bulldog Revolver မျိုးစားဖြစ်ပါတယ်။ဒါပေမဲ့ Garvey ဟာအဲ့ဒီလုံခြံမှုမှာအသက်မသေးခဲ့ပေမဲ့နောက်တော့အဲ့ဒီဒဏ်ရာကနေရတဲ့ကူးစက်ရောဂါကြောင့်ပဲတည်ဆုံးခဲ့ရတယ်လို့ဆိုကြပါတယ်။အဲ့ဒီအချိန်တုန်းကကျန်းမာရေးစောင့်ရှောက်မှုအလွန်ညံပြင်းမှုကြောင့်လည်းပါဝင်ပါတယ်။ဂါဖီရဲ့လှုပ်ကြံတပ်ဖြတ်ခံရမှုဟာထိုခေတ်ကာလအတွက်သမရလုံခြုံရေးအားနည်းမှုအကြောင်းအမေရိကန်အစိုးရကိုထပ်မံမိမောင်းထိုးပြသလိုဖြစ်သွားခဲ့ပါတယ်။နံပါတ်3 William McKinley အမေရိကန်သမရအမေရိကန်တွေဟာသမရတွေကိုရီးစားဟောင်းကိုမုန်းတယ်လို့မုန်းနေသလားတော့မပြောရပါဘူး။အခုတယောက်ဟာလည်းအမေရိကန်သမရဖြစ်ပါတယ်။အမေရိကန်သမ္မတဝီလီယံမကင်လီဟာ25ရောက်မြောက်အမေရိကန်သမ္မတဖြစ်ပြီးတော့သူ့လက်ထက်မှာလုံခြုံရေးနဲ့ပတ်သက်ပြီးအနှဲငယ်ပိုမိုတင်းကျပ်လာခဲ့ပေမဲ့လုံလောက်အောင်တင်းကျပ်ထားခြင်းမရှိသေးပါဘူး။မကင်လီကလည်းပြည်သူလူထုအပေါ်မှာနှွေးထွေးတတ်တဲ့လူမျိုးဖြစ်ပြီးတော့ပြည်သူလူထုနဲ့နီးကပ်စွာဆက်ဆံရေးကိုအလေးနက်ထားသူတစ်ယောက်ဖြစ်ပါတယ်။1900ခုနှစ်နယူးယောက်ဘတ်ဖာလိုမှာကျင်းပတဲ့ပန်အမေရိက Exposition တွင်လူထုအခမ်းအနားတစ်ခုမှာသူကပြည်သူလူထုကိုလက်ဆွဲနှုတ်ဆက်ဖို့အတွက်တန်းစီကရက်နေတဲ့သူ့ရဲ့နိုင်ငံသားတွေကိုတအူးချင်းလိုက်လံနှုတ်ဆက်ခဲ့ပါတယ်။အဲ့ဒီအချိန်သူ့အနားမှာလုံခြုံရေးအဖွဲ့ဝင်အနေငယ်ဒေသခံအရာရှိနဲ့စစ်သားများပဲရှိနေခဲ့ပါတယ်။အဲ့ဒီလူအုပ်ကြားထဲမှာပဲလီယွန်ဇော့ဂိုစ်လို့ခေါ်တဲ့အာနာရှင်စန့်ကျင်ရေးသမားတအူးကလက်ကင်ပေါ်အောက်မှာပစ္စတိုတနက်တလက်ကိုယူဆောင်လာပြီးသူ့အနားကိုချင်းကပ်ခါတနက်နဲ့အနီးကပ်လောက်ကျန်ခဲ့ပါတယ်။အဲ့ဒီလူကင်ဆောင်တဲ့တနက်မျိုးစားကတော့32 caliber Iver Johnson Revolver မျိုးစားဖြစ်ပါတယ်
မကင်လီဟာတနက်နဲ့နှစ်ကြိမ်တိုင်တိုင်ပြစ်ခံခဲ့ရပြီးတော့အဲ့ဒီတန်းရနဲ့ပဲဆုံးမသွားခဲ့ရပါတယ်အဲ့ဒီဖြစ်ရပြီးမှတော့အမေရိကန်ဆိုရဟာ Secret Service ကိုသမရအတွက်အမြဲတမ်းကာကွယ်ရေးအေဂျင်စီအဖြစ်တာဝန်ပေးအပ်ခဲ့ပြီး၎င်းဟာအမေရိကန်လုံခြုံရေးသမိုင်းမှာအလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်နံပါတ်၄မဟစ်တမကန်နီအိန္ဒိယမဟစ်တမကန်နီကသမရတအူးမဟုတ်ပေမဲ့အိန္ဒိယနိုင်ငံလွတ်လပ်ရေးလှုပ်ရှားမှုရဲ့ခေါင်းဆောင်တအူးအနေနဲ့ခေတ်သစ်သမိုင်းမှာဩဇာရှိဆုံးနိုင်ငံပုဂ္ဂိုလ်များထဲမှာတအူးအဖြစ်ထင်ရှားခဲ့ပါတယ်ကန်နီကရုပ်ရှင်မှုနဲ့အကြမ်းမဖက်ရေးမူဝါဒကိုနှက်ဆိုင်စာယုံကြည်ပြီးတော့သူကိုယ်တိုင်လည်းထိုမူဝါဒများအတိုင်းနေထိုင်ခဲ့ပါတယ်ကန်နီဟာသူနဲ့ပြည်သူလူထုအကြားနီးကပ်စွာနေထိုင်လို့တော့ကြောင့်လုံခြုံရေးပေးခြင်းကိုညှင်းဆိုခဲ့ပါတယ်။ကန်နီကလူတိုင်းနေလို့ရတဲ့တရားထိုင်နေရာတွေမှာတွားရောက်နေထိုင်ခဲ့ပြီးနေ့စဉ်လူအုပ်ကြားထဲမှာအဆောင်များမပါဝင်မဲတအူးတဲ့ခီးသွားတာမျိုးတွေပြုလုပ်ခဲ့ပါတယ်။ဝန်နဲ့စရာကောင်းတာကတော့ကန်နီကသူ့ရဲ့ဒီလိုပွင့်လင်းစွာနေထိုင်မှုကြောင့်သူ့အသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။1948ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှာနယူးဒေလီမှာကျင်းပတဲ့ညနေခင်းဆူတောင်းပွဲကိုလမ်းလျှောက်ပြီးတွားနေစဉ်အချိန်မှာပဲဟိန္ဒူမျိုးသားရေးဝါဒီတအူးဖြစ်တဲ့နာသူရန်ကော့ဆိုသူဟာဂန်ဒီထံကိုချင်းကပ်ပြီးတော့ပြစ်ခတ်လှုပ်ကြံခဲ့ပါတယ်။အဲ့ဒီလူကင်ဆောင်တဲ့တပ်နက်မျိုးစားကတော့ Batera M1934 Semi Automatic Pistol မျိုးစားဖြစ်ပါတယ်။လှုပ်ကြံတပ်ပြတ်တဲ့လူဟာဂန်ဒီအနာကိုကတ်လာပြီးတော့သူ့ရဲ့ရင်ဘတ်တွင်းကိုကြည်စံသုံးတော့ပစ်သွင်းခဲ့ပါတယ်။ဂန်ဒီကသူ့မသေးဆုံးခင်မှာအိုးဖျားရည်လိုပဲသူ့ပါဇက်ကမိတန်းရင်မြေပြင်ပေါ်ကိုလဲကျသွားခဲ့ရပါတယ်။နံပါတ်5ဆယ်ဘာဒေါ်အယ်လန်ဒီချီလီနိုင်ငံသမ္မတဆယ်ဘာဒေါ်အယ်လန်ဒီဟာ1980မှ1983ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့တဲ့ချီလီသမ္မတဖြစ်ပြီးတော့တာမန်ပြည်သူများနဲ့ရင်းရင်းနှီးနှီးရှိသောဆက်ဆံရေးကြောင့်လူသိများပါတယ်။သူ့သမ္မတသက်တမ်းတစ်လျှောက်အတွင်းမှာချီလီနိုင်ငံရဲ့လုံခြုံရေးအစီအစဉ်တွေကယနေ့ခေတ်စစ်အေးခေတ်ခေါင်းဆောင်များနဲ့နှိုင်းယှဉ်ရင်အလွန်နှဲပါပါတယ်။အဲလန်ဒီကိုလူတွေဟောပြောပွဲများတွင်လုံခြုံရေးနိုင်ငံနဲ့မြင်ရလေရှိပြီးတော့အလုပ်သမားတွေလယ်သမားတွေနဲ့ကျောင်းသားများနဲ့ရောရောနှောနှောနေထိုင်ရခြင်းကိုနှိမ့်သက်သူတယောက်လည်းဖြစ်ပါတယ်။ဆိုရှယ်လစ်ခေါင်းဆောင်တစ်ခုဖြစ်တဲ့အဲလန်ဒီဟာပြည်သူလူထုအထက်မှာမဟုတ်ဘဲနဲ့ပြည်သူများနဲ့အတူရှင်တွဲနေထိုင်တဲ့နယ်လို့ယုံကြည်မှုရှိပါတယ်။ဒါပေမဲ့နိုင်ငံရေးတင်းမာမှုတွေပြဿနာတွေကြီးထွားလာပြီးအတိုက်ခံအင်အားစုများတိုးလာတာနဲ့အမျှသူ့ရဲ့လုံခြုံရေးကိုတဖြည်းဖြည်းတင်းကျပ်လာခဲ့ပါတယ်။1983ခုနှစ်မှာတော့ဗိုလ်ချုပ်ကြီးအော်ကက်စတိုပီနိုချက်ခေါင်းဆောင်တဲ့စစ်တပ်အာဏာသိမ်းမှုအတွင်းမှာအယ်လန်ဒီကသမ္မတနန်းတော်ကနေထွက်ပြေးရမယ်ညှင်းဆိုခဲ့ပါတယ်။သူဟာလုံခြုံရေးအနေငယ်နဲ့တစ္ဆာရှိစစ်သားအနေငယ်နဲ့ပဲဆက်လက်နေထိုင်ခဲ့ပြီးတော့ထိုနေ့မှာပဲကွယ်လွန်ခြင်းမပြုခင်နိုင်ငံတော်ကိုနောက်ဆုံးရေဒီယိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။တချို့သတင်းရင်းမြစ်တွေမှာတော့အယ်လန်ဒီကနန်းတော်ကိုဘုံကျဲတိုက်ခိုက်နေစဉ်အတွင်း AK47 တပ်နက်နဲ့မိမိကိုယ်ကိုအဆုံးစီရင်သွားတယ်လို့သတင်းများထွက်ပေါ်ခဲ့ပါတယ်။ယနေ့တိုင်ထိလည်းမိမိကိုယ်ကိုအဆုံးစီရင်တာဟုတ်မဟုတ်အငင်းပွားနေကြဆဲပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုဗဟုသုတရစရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ပြီးကူညီပေးခဲ့ကြပါအောင်။